public bank ကနေကိုယ့်ရဲ့ machinery ကလေးကိုပတ်စံထင်းထင်းမယ်နော်ပတ်စံဘယ်လိုဖြည့်ရတယ်ဆိုတော့ပြမယ်အမှဆက်ချင်းပြတာလေးကိုအသေးချာကြည့်ပါနော်လွယ်ကူပါတယ် okay အမှငွေလေးစစ်ကြည့်လိုက်မယ်ကျွန်တော်ခုနက deposit ထည့်ထားတဲ့ပတ်စံလေးစစ်ကြည့်လိုက်မယ် okay 9000ရှိတယ်အဲ့ဒါကိုဂျုံပေးနဲ့ထည့်မယ် machinery ကလေးကိုဂျုံပေးကိုနှိမ့်မယ်ဂျုံပေးကုန်နေပဲအဲ့ကိုရိုက်ထည့်မယ်နော်ချစ်သုံးလုံးကိုချစ် okay လာဆောင်မယ်ပဲကိုယ်ဒီ machinery ကဖွင့်လာလေးဖုန်းနံပါတ်လေးကိုရိုက်မယ်နော်နှစ်ခါရိုက်ပါမယ်ဖုန်းနံပါတ်မိုင်းတော့မရဘူးနော်ဖုန်းနံပါတ်မိုင်းဆောင်းရတယ်အရင်ဖုန်းနံပါတ်မဲကိုတေချာရိုက်ပါโอเคပြီးတော့ငွေအမောက်လေးထည့်မယ်ဘယ်လောက်ထည့်မလဲဆိုတော့3500ရိုက်ထည့်မယ်အရင်ဆုံး3500စီပြီးအနန္တလေးမယ်ခဏစောင့်မယ်โอเคအမှ message ဆိုပြီးပေါ်လာရနော်အဲ့ဒါလေးကိုနေလိုက်မယ်ပြီးတော့ငွေတော့စစ်မယ်အမှ3500ဝင်နေပြီနော်3500ရေနှစ်ခါထိတာဆိုတော့1500ရေအင်းပတ်စံတစ်ခါလေးရောက်ပါပြီ message ခက်တယ်တော့ကိုဘန်ကနေထိမဲ့လူတွေဂျုံပေးကနေပြီးတော့တဆင့်ထိလို့ရပါတယ်ကျေးဇူးတင်ပါတယ်